2025 ခုနှစ်အတွင်း Netflix ကိုတင်ပိုက်ခဲ့တဲ့လူကြည့်အများဆုံး K-drama 10 ကမင်္ဂလာပါ K-drama ပရိသတ်ကြီးရေ2025 ခုနှစ်ဟာ Netflix အတွက်တော့ K-drama တွေနဲ့တကယ့်ကိုအောင်မြင်ခဲ့တဲ့နှစ်တစ်နှစ်လို့ပြောရမှာပါဒီနေ့မှာတော့2025အတွင်းကြည့်ရှုသူတန်းပေါင်းများစွာနဲ့ Netflix ကိုတင်ပိုက်ထားနိုင်ခဲ့တဲ့လူကြည့်အများဆုံး K-drama 10 ကားကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်10မှာတော့ကြည့်ရှုသူ73.9 တန်းနဲ့ Tastefully Yours ကရပ်တည်နေပါတယ်။နံပါတ်9ကတော့ Action ကြမ်းကြမ်း Mercy for None ပါ။ကြည့်ရှုသူ16.5 တန်းရှိခဲ့ပါတယ်။နံပါတ်10ကတော့နာမည်ကြီးဒါရိုက်တာရဲ့လက်ရာ Revelations ဖြစ်ပြီး18တန်းအထိကြည့်ရှုခဲ့ကြပါတယ်။နံပါတ်9ကတော့ပရိသတ်တွေစောင့်မျှော်ခဲ့ရတဲ့ Weak Hero Class 2ပါ။19.6 တန်းနဲ့အားပေးမှုရရှိခဲ့ပါတယ်။နံပါတ်6မှာတော့မင်းသားစုံဂျွန်ကီရဲ့ဘိုဂိုတာ City of the Lost က20.9 တန်းနဲ့နေရာယူထားပါတယ်။နံပါတ်5ကတော့အားလုံးသိကြတဲ့ Weak Hero Class 1ပါ။22.3 တန်းအထိအားပေးမှုရရှိနေစေဖြစ်တယ်လို့နံပါတ်4နေရာမှာတော့စေပညာရှင်တွေအကြောင်းရိုက်ကူးထားတဲ့ The Trauma Code Heroes on Call က34.1 တန်းနဲ့အပြည့်အသက်တက်လာပါတယ်။နံပါတ်3ကတော့ IU နဲ့ Park Bo-gum တို့ရဲ့ When Life Gives You Tangerines ပါ34.8 တန်းနဲ့ Top 3 စီးရင်ဝင်ခဲ့ပါတယ်။နံပါတ်2မှာတော့ Squid Game Season 3ကကြည့်ရှုသူ122.3 တန်းနဲ့စံချိန်တင်ခဲ့ပါတယ်။ဒါပေမဲ့ဒါတင်မကသေးပါဘူးနံပါတ်2နေရာမှာတော့တကဘာလုံးကိုလွှမ်းမိုးသွားတဲ့ Squid Game Season 2ကကြီးစုသူ3.8 တန်းဆိုရဲမယုံနိုင်စရာဂိမ်းကနန်းနဲ့2025ရဲ့ဘရင်အဖြစ်ရပ်တည်နေပါတယ်ဒီဆယ်ကားထဲမှာတငယ်ချင်းတို့တော့ဘယ်နှကားကြည့်ပြီးသွားပြီလဲဘယ်သားကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောပေးသွားကြပါအောင်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ K-drama အကြောင်းအရာတွေအတွက် channel ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်ကျေးဇူးတင်ပါတယ်